ဒီနေ့မှာတော့ကျွန်တော်စိတ်ရဲ့ personal identity ကတစ်ခုဖြစ်တဲ့ GFresh Solar Strike နဲ့မိတ်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။အခုပြထားလေးကတော့ GFresh Solar Strike 200 watt ပဲဖြစ်ပါတယ်။သူ့မှာဆိုရင် LED movement ပေါင်း600ဝန်းကျင်ပေါအောင်မှာဖြစ်ပြီးအနောက်ဘက်ချက်မှာတော့ wall plate ဆွဲဖို့အတွက်အပေါက်လေးတွေတစ်ခါတည်းပေါအောင်မှာပဲဖြစ်ပါတယ်။ပြီးရင်တော့ solar နဲ့ချိတ်ဖို့အတွက် connector လေးပါပါမယ်။ဘူးထဲမှာဆိုရင်လည်း wall plate လေးတွေပါတစ်ခါတည်းထည့်ပေးထားတဲ့အပြင် remote အတွက်တက်ကလေးပါထည့်ထားပေးမှာပဲဖြစ်ပါတယ်။သူ့ရဲ့ remote မှာတော့ auto on off မီယာအတိုးအလျှော့အပြင်တိုင်မာပါပြီးတော့ဖွင့်ထားနိုင်မှာပဲဖြစ်ပါတယ်။ပြီးရင်တော့သူ့မှာ solar တစ်ချက်ပေါမှဖြစ်ပြီး site အပြင်2ပေတစ်ပေရှိမှာပဲဖြစ်ပါတယ်။ပြီးရင်တော့ solar နဲ့နေရန်ကိုကပ်ဖို့အတွက်ထောက်လေးတစ်ခုပေါမှာပဲဖြစ်ပါတယ်။နောက်ဘက်ချမ်းမှာတော့ solar slide နဲ့ချိတ်ဖို့အတွက် connector လေးပေါမှဖြစ်ပြီးသူ့ရဲ့ကျိုးရှည်ကတော့5မီတာ16ပေဝန်းကျင်ပေါမှာပဲဖြစ်ပါတယ်။အခုပြပြပေးခဲ့တဲ့ GFresh Solar Strike ရဆိုရင်အိမ်အပြင်ဘက်အောက်တော့မှာလည်းသုံးမိနိုင်တဲ့အပြင်4နိုင်တဲ့ကြာခြင်းကလည်း6နိုင်ကနေ12နိုင်အထိကြာမြင့်နိုင်မှာဖြစ်ပြီးဈေးနှုန်းအဖြစ်ကတော့200ဝက်ကို2သိန်းနဲ့9500ကျပ်ကြာသိမ်းမှာပဲဖြစ်ပါတယ်။ရွေးချယ်စရာအနေနဲ့လည်း200ဝက်အပြင်40ဝက်60ဝက်100ဝက်ဆိုပြီးတော့ရွေးချယ်နိုင်မှာပဲဖြစ်ပါတယ်။ GFresh Solar Strike တွေကိုတော့ပဲခူးမြို့ဒန်ကုန်မလေးကားလမ်းမကြီးရပ်ပြီးတက္ကသိုလ်တခါရမှာကျောင်းသားရှိစည်ရင်းဆိုင်မှာဝယ်ယူရရှိနိုင်လို့အခြားစည်ရင်းလက်စီပစ္စည်းဆိုင်များနဲ့ယခုဖော်ပြပါဖုန်းနံပါတ်ကတဆင့်လဲဆက်သွယ်မှာယူနိုင်ပါတယ်ခင်ဗျာ